ကလာတာရဲ့ပရိသတ်များအားလုံးမင်္ဂလာပါဒီတစ်ပတ်ကလာတာ Art Space ရဲ့ Curator Choice အစီအစဉ်ကနေရွေးချယ်လိုက်တဲ့ပကြီးကားလေးကတော့ဆရာကျော်လင်းရဲ့ပကြီးကားလေးပဲဖြစ်ပါတယ်ဒီပကြီးကားလေးကဆရာကျော်လင်း2009ခုနှစ်ကနေပြီးတော့ရေးခဲ့တဲ့ကားလေးပေါ့နော်2009ခုနှစ်မှာရေးခဲ့တဲ့ကားလေးဖြစ်တယ်အဓိကသူပေါ်ကျူးထားတဲ့ကားလေးကဒီမိခင်မြစ်တာဆိုတဲ့ဟာလေးကိုရှမ်းကုန်းပြင်မြင်းနဲ့တွဲဖက်ပြီးတော့သူဖော်ပြထားတယ်ဒီပကြီးကားလေးမှာကာလာတွေအများကြီးသုံးမသွားဘူးအဓိကကာလာလေးကharmonious ကာလာလေးကိုမှဖြစ်တယ်ပေါ့နော်ဒီ purple blue color လေးကိုအဓိကထားသွားပြီးရဲ့အခါမှာ contrast color ဖြစ်တဲ့ဒီ yellow လေးနဲ့သူနည်းနည်းလေးအကြီးကားလေးကိုပို့ပြီးတော့ prominence ဖြစ်အောင်ပို့ပြီးတော့ attractive ဖြစ်အောင်သူကစားသွားတယ်ပေါ့နော်ဆိုတော့color tone လေးကိုကြည့်လိုက်တာနဲ့ဒီပကြီးကားလေးက age နဲ့ခံစားချက်ကိုအပြည့်အဝခံစားရတယ်ဒီပကြီးကားလေးမှာလေကြည့်လိုက်တဲ့အချိန်မှာဘာကိုခံစားရလဲဆိုတော့တောင်တန်းနေပေါ့နော်ပြီးလို့ရှိရင်ဒီကောင်းကင်ကြီးရဲ့အဆုံးမရှိတဲ့ကောင်းကင်ကြီးရဲ့ဒီကျယ်ပြန့်လာတဲ့တောင်တန်းကြီးရဲ့အဲ့ဒီမှာအဓိကထားပြီးတော့ဖော်ကျူးသွားတာကဒီပအို့အမျိုးသမီးလေးပေါ့နော်အဲ့ဒီပအို့အမျိုးသမီးလေးကလေဒီတောင်တန်းစီကိုတလန်းချင်းသွားနေရဆိုတဲ့ခံစားချက်ကလေးကိုခံစားရတယ်အဲ့ဒီပအို့အမျိုးသမီးလေးမှာလည်းသူသုံးသွားတဲ့ color လေးကလေcontrast လေးပေါ့နော်အလင်းနဲ့အမှောင်လေးနဲ့ကိုတိတိကျကျလေးသူသုံးသွားပြီးတော့တစ်ဖက်ကနေပြန်ခံစားရတာဒီပအို့အမျိုးသမီးလေးကခလေးလေးကိုခြီပြီးတော့ဒီခရီးလမ်းတစ်ခုလုံးကိုရှောက်လန်းနေတယ်ဆိုတဲ့အချိန်မှာကိုကလည်းမိခင်တယောက်ဖြစ်နေလို့လားတော့မသိဘူးခံစားရတဲ့ခံစားချက်ကလေဒီပကြီးကားလေးရဲ့အေးမှာမိခင်မြစ်တာနဲ့ဒီတောင်တန်းနေနဲ့ဒီကျယ်ပြန့်လာတဲ့ကောင်းကင်ကြီးကိုတွဲဖက်ပြီးတော့ဖော်ကျူးထားသလိုမျိုးခံစားချက်မျိုးခံစားရစေရပေါ့နော်ဒါအပြင်ပကြီးဆရာရဲ့ skillful ဖြစ်တဲ့ artwork creation တွေဒီ composition တွေကတော့ဒီပကြီးကားကိုပို့ပြီးတော့လှပအောင်ဖန်တီးထားတဲ့ကားလေးလည်းပြောလို့ရတယ်ပေါ့နော်ဆိုတော့ဒါကြောင့်ဒီတစ်ပတ်မှာကလာတာရဲ့curator choice အစီအစဉ်အနေနဲ့ရွေးချယ်ပေးလို့တဲ့ကားလေးကတော့ဆရာကျော်လင်းရဲ့ဒီကားလေးပဲဖြစ်ပါတယ်အားလုံးပဲသဘောကျနှိမ့်ဆက်လိမ့်မယ်လို့ယုံကြည်ပါတယ်နောက်ပတ်တွေမှာလည်းဘယ်ပကြီးကားလေးတွေရွေးချယ်ပေးမလဲဆိုတာကိုစောင့်ကြည့်ပါအောင်နော်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ကျွန်မကတော့ Master Tree ပါ Curator and Founder of Galasa Art Space ဖြစ်တယ်လို့တစ်ဖက်ကနေလည်းအမှုပညာကိုအသုံးပြုပြီးတော့ mental well-being အတွက်ကူညီပံ့ပိုးပေးနေတဲ့ Focusing Oriented and Expressive Art Therapy Facilitator တူလည်းဖြစ်ပါတယ်လို့ကျေးဇူးပါ